အလားမပါပြန်ပလာထွဲခွာသူလဲတယောက်ပဲလာတော့ကလည်းဘာမှပါမလာဘူးတဲ့ပြန်သွားတော့လည်းလက်ကြည့်ပလားဒီတိုင်းပြန်သွားတာလေဟောတန်90ကျော်သောလူဦးရေတွေကိုဘုရားကလေးပုံပုံချလိုက်တယ်ဓမ္မပြည်နဲ့ပြောနေတာကဘာနဲ့ပြောရင်တော့အများကြီးပေါ့လာတော့ကလည်းဘာမှပါမလာဘူးတဲ့ပြန်သွားတော့လည်းပဲဗလာလက်ကြီးဒီတိုင်းပြန်သွားတဲ့တအုပ်စုအဲ့ဒါဝေဝေကာမကြီးနဲ့ဘုန်းကြီးတို့ဘုရားသားရေဘုရားရှင်ကိုရောမြတ်လက်ထက်တော်တော်ကတာဏဝါတိတဲ့တာဏတောင်ဝါသတင်းသုံးလို့အဲ့ဒီယဟနာကြီးဘက်ကိုတာဏဝါတိလို့ခေါ်တယ်တန်ကတော့အပါ30နဲ့သတင်းသုံးနေတာတာဏတောင်ပေါ်မှာယဟနာဘဝကိုမရောက်ခင်တုန်းကတန်ဃာမျိုးမှဖြစ်တယ်တန်ဃာလှုပ်ရှားရပြီဆိုတဲ့ကဆင်းရဲလွန်းလို့ဌာနကောင်းမှုပါမလားတော့တထေဝနဲ့သွားမဝင်သားဘူးတနေ့ရှာဖွေတနေ့ရှာမှတနေ့စားရတာလက်လှုပ်မှဗဇတ်လှုပ်တဲ့ဘဝတည်းရောက်သွားတာကံများဘလောက်ညံ့နှုံးဆိုတာအတိတ်ဘဝကဒါနကံမပါခဲ့တော့လာတော့ကလည်းမပါလာဘူးတဲ့မပါလာတဲ့မိဘနှစ်ပါးထဲမှာကံကလည်းသွားပြစ်ချဒါပေမဲ့လို့ခလေးလေးတိတတ်တဲ့အရွယ်ရောက်တော့အမေနဲ့ဖေနဲ့ကခလေးလေလေးပေါ်တင်ပြီးတော့အမေကနောက်ကအဖေကရှေ့ကငါရှာကြတယ်ဗောခလေးလေပေါ်တင်သွားတာဖမ်းမိတဲ့ငါတွေလေဝန်းနဲ့ထဲတာခလေးကတကောင်ပြီးတကောင်ပြစ်ချတယ်အဖေနဲ့မေတဲ့ကငါရှိရတဲတဲမဲမဲဖမ်းတယ်ခလေးကငါးဒီအောက်ထဲပြင်းချငါးဒီအောက်ထဲပြင်းချညနေမိုးချုပ်လို့ပြန်လာလေတဲ့ဘာငါမှမပေါ့ဘာဖြစ်လို့ဒီကလေးငါးဒီသူများအသက်မတတ်ဘဲနဲ့ပြန်အကုသို့ကြောက်သွားတယ်ဘယ်လိုအကုသို့ကြောက်သွားလဲဇာတိတရညာရတယ်သူ့ဘဝသူသိတယ်ငါငရဲကလွတ်လာတာငရဲဘာကြောင့်ကြားတယ်လဲကိတဝမင်းကြီးရဲ့သားတော်အိရှိဥပရာသာဖြစ်စဉ်ကာလကတိုက်ပြည်တွင်ကိုယရနာစင်တော်ကြီးရှိပြီးတော့လှဲ့လေပြီးတော့ကြည့်တဲ့အခါမှာတိုင်းသူပြည်သားတွေကအကုန်လုံးရှ िख ိုးဝှက်ချပူဇော်ကြကြောကြပိစေကဗုဒ္ဓတစ်ပါးကဆွမ်းခံကြွလာတာပိစေကဗုဒ္ဓပဲသူ့ပဲလမ်းဖယ်လိမ့်မလို့သူဖယ်ခြင်းဖယ်သူဖယ်ပေါ့အဲ့ဒါသူ့လမ်းမဖယ်ရမလားတိုင်းသူပြည်သားတွေကယိုသေးလေးစားနေရဲ့သားနဲ့ဒီကရုံးကဘာဖြစ်လို့ငါလမ်းမဖယ်တာတော့ဆိုပြီးတော့ရှင်ဘောကရှင်းပြီးတော့ပိစေကဗုဒ္ဓတပိတ်ဆွမ်းနေပါလာတာအဲ့တပိတ်ထဲကဆွမ်းတပိတ်ကတခါမြေကြီးပေါက်ပြီးတော့ကိုင်ရိုက်ပြီးတော့ခွဲပစ်တာအဲ့ဒီနေ့ပိစေကဗုဒ္ဓဆွမ်းကတဲ့ဆုံးဖုံးမရအောင်အဲ့ဒီလောက်ခဲ့တဲ့ကံကြီးဟာငရဲသွားငရဲကလွတ်လာတော့တငါတယ်မျိုးမှလာပြီးတော့ဖြစ်တော့ခလေးကအကုသို့ကြောက်သွားတယ်အကုသို့လုံးလုံးမဖြစ်ဘူးမဖြစ်တော့ဘူးဒါနဲ့အမေနဲ့ဖေတွေကဒီကလေးဟာစီးပွားဖြတ်တဲ့ကလေးပဲခေါ်သွားလို့ဖြစ်ဘူးထားခဲ့14နှစ်သား73နှစ်14နှစ်အရွယ်ရောက်လာတော့နေအိမ်မှာဘာမှလည်းအဖော်မရဘူးသွားငါးသွားရှာလေနဲ့ပိုက်တွေကွန်းနေနဲ့လှုပ်ပေးလိုက်တယ်လှော်သွားတယ်လှေလေးတစ်ပိတ်အောက်သွားထိုးထားပြီးတော့ချောင်းကပါပြီးအသာလေးအိတ်နေ